အားလုံးပဲမင်္ဂလာပါခင်ဗျာကြာပြီးနေ့တော့ကိုတင်ပေးမှာဖြစ်ပါတယ်ဒီနေ့မှာတော့မနက်ပိုင်း2:06မှာပဲအဆင်ပြေမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်ဒီမနက်ဖြန်ကြာပြီးနေ့တော့ကိုတော့ကျွန်တော်အကောင်းဆုံးထပ်ပြီးတော့ကြိုးစားပေးထားပါတယ်ပြီးတော့ကျွန်တော်ဟိုဘက် channel တွေကကျွန်တော်ပြထားတဲ့ site ရှိပါတယ်အလဲပေါင်းချင်းကျွန်တော်တို့3ဖြစ်တဲ့ခါတိုင်း2ရက်တွင်းမှာ385ဆိုတဲ့ key က100ရာခိုင်နှုန်းလုံးဝပြတ်ပွဲမရှိဘဲနဲ့ဆင်းပါတယ်ဆိုပြီးတော့ကျွန်တော်ပြခဲ့ပြီးသားဖြစ်ပါတယ်အရှုံးများနေတဲ့အကူမတွေက385ကီးကိုပဲကြာပြီးတောက်ကြဆိုတဲ့2ရက်တွင်းမှာရဲရဲတာလိုက်စီခြင်းပါတယ်ကျွန်တော်100ရာခိုင်နှုန်းအာမခံပြီးတော့ပြီးပါတယ်နောက်ပြီးတော့ကျွန်တော်ဒီဘက်လက်တွဲ site ဘက်မှာလည်းဒါနေ့တိုင်းမှာ385ကီးကရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်မနက်ဖြန်ကြာပြီးနေ့မှာဆိုရင်တော့ကျွန်တော်2ရက်တွင်းမှာလည်းရှိသလိုမနက်ဖြန်နေ့တိုင်းမှာလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့385ကီးကိုကစားပါတယ်ပြီးတော့အလဲပေါင်းချင်း3ဖြစ်တဲ့အခါတိုင်း385ကီးရတာ2ရက်တွင်းမှာကျွန်တော်ဆင်းတာမှန်ပေမဲ့များသောအားဖြင့်ကျွန်တော်10ချိန်မှာဆိုရင်9ချိန်လောက်ကပထမတစ်ရက်မှာပဲတန်းပြီးတော့ဆင်းတာကိုတွေ့ရပါတယ်အဲ့ဟာတွေကကျွန်တော်ဟိုဘက် channel တွေကကျွန်တော်ပြခဲ့ပြီးသားဖြစ်ပါတယ်အဲဆိုတော့အခုနောက်ပိုင်းမှာကျွန်တော်က site ကိုမပြဘူးဆိုတာဒီနှစ်ပတ်ဆက်တိုက်ကို channel ရတာ10ခုလောက်ကျွန်တော်ဖြစ်သွားတာဖြစ်ပါတယ်အမှန်တကယ်ဆိုရင်တော့ဒါအရင်တော့လို့ site တွေကိုပြပြီးတော့ကျွန်တော်ကတွားကျင်တာဖြစ်ပါတယ်ဘလို့မှတွားလို့မရတဲ့အတွက်ကြောင့်မလို့နောက်ပိတ်ဆုံးမဖြစ်တော့တဲ့အဆုံးမှာရုပ်ပြပြီးတော့ပဲကျွန်တော်တင်ပေးတာဖြစ်ပါတယ်အဲဆိုတော့အလဲပေါင်းချင်း3ဖြစ်တဲ့ခါတိုင်း385ကီးက2ရက်အတွင်းမှာ100ရာခိုင်နှုန်းလိုက်ပါတယ်ပြီးတော့ပထမတစ်ရက်မှာပဲကျွန်တော်တို့တန်းပြီးတော့ဆင်းတဲ့အချိန်ကြီးကပို့ပြီးတော့များပါတယ်ပြီးတော့လက်တော့ site မှာလည်း385ကီးကရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့မနက်ဖြန်ကြာပြီးနေ့မှာဆိုရင်တော့ကျွန်တော်အဓိကထားပြီးတော့ကစားမဲ့ကီးကတော့385ကီးဖြစ်ပါတယ်ပြီးတော့အရှုံးများနေတဲ့အကူမကြီးကလည်းကြာပြီးတောက်ကြဆိုတဲ့2ရက်တွင်းမှာ385ကီးကိုရဲရဲတာကင်ပြီးတော့ကစားစီခြင်းပါတယ်100ရာခိုင်နှုန်းကျွန်တော်အာမခံပြီးတော့ပေးလိုက်ပါတယ်အဲဆိုတော့မနက်ဖြန်ကျွန်တော်ဒီကြာပြီးနေ့မှာဆိုလို့ရှိရင်385ကီးကိုပေးပါတယ်အဲ့ဒီမှာကျွန်တော်ကြိုက်ပတ်တီးကိုပြန်ပြီးတော့ထုတ်ရမယ်ဆိုရင်ကျွန်တော်က85ပတ်တီးကိုထုတ်ပြီးပါတယ်ဘုံမိုင်းနားလည်မယ်လို့ထင်ပါတယ်မနက်ဖြန်ကြာပြီးနေ့ကျွန်တော်မနက်ညမှာဆိုလို့ရှိရင်ကီးသမားတွေအတွက်385ကီးကိုပေးပါတယ်အဲ့ဒီမှာ85ပတ်တီးကိုထုတ်ပေးပါတယ်ရှင်းတဲ့ဆိုရင်ကျွန်တော်ဗီဒီယိုဖိုင်9မိနစ်စာအတူလေးလုပ်ပြီးတော့ကျွန်တော်အမြန်ပဲတင်ပေးသွားမှာဖြစ်ပါတယ်ရှင်းတဲ့ဆိုရင် main တင်ကွက်က8989 8186ရှင်းတဲ့ဆိုရင်8989 8186အဲ့ကနန်းတွေကတော့ main တင်ကွက်ဖြစ်ပါတယ်9နဲ့ဆိုရင်9052 5659 9နဲ့ဆိုရင်9052 5659 8နဲ့ဆိုရင်8989 8186အဲ့ကနန်းတွေကတော့မနက်ဖြန်မှာဆိုရင်85နဲ့ပတ်သက်ရင် main တင်ကွက်ဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီ85ပတ်တီးကိုမပတ်နိုင်တဲ့အကူမကြီးအတွက်နောက်ထပ်လာနိုင်ကြီးရှိတဲ့နှစ်ကွက်စီလောက်ကိုဒုတင်ကွက်အနေနဲ့ထည့်ပေးသွားမှာဖြစ်ပါတယ်8နဲ့ဆိုရင်80 84 9နဲ့ဆိုရင်50 54 8နဲ့ဆိုရင်80 84 9နဲ့ဆိုရင်50 54အကနန်းတွေကတော့မပတ်နိုင်တဲ့အကူမကြီးအတွက်ဒုတင်ကွက်အနေနဲ့ထည့်ပေးလိုက်ပါတယ်မနက်ဖြန်ကြာပေးနေမှာဆိုရင်385ကီးကိုပေးပါတယ်အိုက်ဒီယာမှာ85ပတ်တီးကိုထုတ်ပေးလိုက်ပါတယ်85နဲ့ပတ်သက်တဲ့ကဏ္ဍတွေရတာအဓိကဖြစ်ပါတယ်ကယ်ပေါက်အနေနဲ့ဆိုရင်တော့3နဲ့ပတ်သက်တဲ့ကဏ္ဍ5ခွက်ကိုထည့်ပေးသွားမှာဖြစ်ပါတယ်ကယ်ပေါက်တွေကတော့ကျွန်တော်လိုပဲကီးပြေးကင်ပြီးတော့ကစားတဲ့ကိုမတွေအတွက်ရည်ရွယ်တာဖြစ်ပါတယ်မကြိုက်တဲ့ကိုမတွေမထည့်ဘဲနဲ့နေလို့ရပါတယ်ကယ်ပေါက်အနေနဲ့ဆိုရင်3နဲ့ပတ်သက်ရင်39 36 31 39 34 3နဲ့ဆိုရင်39 36 31 39 34အဲ့ကနန်းတွေကတော့ဂဲပေါင်းအနေနဲ့ထည့်ကျင်တဲ့ကိုမကြီးကထည့်လို့ရပါတယ်မကြိုက်ဘူးဆိုလည်းဖြုတ်လိုက်လို့ရပါတယ်85နဲ့ပတ်သက်တဲ့ကဏ္ဍတွေကစုစုပေါင်းဥမာအနေနဲ့ကျွန်တော်1000ဝန်းကျင်လောက်ကစားတယ်ဆိုရင်3နဲ့ပတ်သက်တဲ့39 36 31 39 34ဆိုတဲ့အဲ့ကဏ္ဍ5ခွက်ကတော့ကိုယ့်ရဲ့အရင်ပြန်ရရုံ1000ဝန်းကျင်လောက်85နဲ့ပတ်သက်တဲ့ကဏ္ဍတွေက1000ဝန်းကျင်လောက်ကစားရဆိုရင်3နဲ့ပတ်သက်တဲ့ကဏ္ဍတွေကတစ်ခွက်ကို150ဘူးဝန်းကျင်လောက်ကိုကိုယ့်ရဲ့အရင်ပြန်ရနိုင်တဲ့အနေအထားလောက်ကိုကြိုက်တဲ့ကိုမကြီးကထည့်လို့ရပါတယ်မကြိုက်ဘူးဆိုလည်းဖြုတ်လိုက်လို့ရပါတယ်မနက်ဖြန်မှာဆိုရင်တော့385ကီးကိုပေးပါတယ်အိုင်ဒီယာမှာ85ပတ်တီးကိုအဓိကထားပြီးတော့ထ
ထုတ်ပေးလိုက်ပါတယ်ရှင်းကားနဲ့ပတ်သက်တဲ့ကဏ္ဍတွေရတာအဓိကဖြစ်ပါတယ်အဲဆိုလို့ရှိရင်အကူမတွေအားလုံးကြာပြီးနေ့မှာကံတွေကောင်းကြပါစေလို့ဆုတောင်းရင်းကျွန်တော်ဒီမှာပဲရန်နာပါတယ်နောက်ဘက်ဒီကြမှာကျွန်တော်အကောင်းဆုံးပြန်ပြီးတော့ဒါစူးစမ်းပေးသွားမှာဖြစ်ပါတယ်အဖွဲ့ဝင်တွေကတော့3-5နဲ့ဒါ2-6မှာတော့ဒါအဆင်ပြေမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကြံ2ရက်မှာလည်းအဖွဲ့ဝင်တွေရောဒါ YouTube အကူမတွေရောကျွန်တော်အကောင်းဆုံးထပ်ပြီးတော့စူးစမ်းပေးသွားမှာဖြစ်ပါတယ်အဲဆိုရင်အကူမတွေအားလုံးကြာပြီးနေ့မှာကံကောင်းကြပါစေလို့ဆုတောင်းရင်းကျွန်တော်ဒီမှာပဲရန်နာပါတယ်